အားလုံးပဲမင်္ဂလာပါရှင်ဒေါ်ကြည်တက်နှစ်ကိုမင်းသူစိတ်ကရိယာဆိုင်နဲ့ပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့ဆရာဆရာမတွေကိုပြသပေးမယ့်ဆက်ကလေးကကြတော့ညီမတို့ OG ပေါ့နော် OG တားဖွားမီးရဲ့ဆေးရုံတွေမှာအဓိကသုံးတယ်ခလေးတွေကိုအသားဝါရင်မီးပြတယ် baby blue photo လမ်လေးဖြစ်ပါတယ်ရှင်ဒါလေးကတော့လမ်လေးကိုဂရင်လေးတွဲရတော့မပါဘူးလမ်ကြီးပဲတည်တန်လေးပေါ့နော်ဒါလေးကိုညီမတို့စမ်းပြပေးပါမယ်ရှင်ကဲမီးလေးတော့မီးကတော့တပည့်ပါတာပေါ့နော်နောက်မှာ black box တစ်ခုရှေ့မှာ black box တစ်ခုဒါလေးမီးလေးစမ်းပြပေးတာဖြစ်ပါတယ်ရှင်ကဲဒီ baby blue photo lamp လေးတွေအပြင်ညီမတို့စီမှာကလေးတွေကိုပေါ့နော်ဒီထည့်ပြီးတော့ထည့်ပြီးတော့မီးပြမယ်ကလေး3ဂရင်လေးတွေလည်းရှိတယ် size အကြီးအသေး2မျိုးရှိတယ်ဒီအပြင်ပေါ့နော်ဒီ baby blue photo lamp ကိုမှညီမတို့စီမှာမီးလုံးအကြီးတွေနဲ့လည်းရှိပါတယ်ရှင်ဒါလေးကတော့ဒါဂရင်လည်းမပေါတော့ single လေးပေါ့နော် single မီးလေးဖြစ်ပါတယ်ရှင်ကဲဒီ baby blue photo ကလေးအသားဝါရင်မီးပြတယ်မီးဆိုင်လေးတွေကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ညီမတို့ဒေါ်ကြည်တက်နှစ်ကိုမင်းသူစိတ်ကရိယာဆိုင်မှာလက်လီလက်ကားလည်းဝယ်ယူနိုင်သလိုဒီဇိုင်းစုံပစ္စည်းစုံလည်းမေးဆက်သွယ်မေးမြန်းပြီးဝယ်ယူနိုင်ပါတယ်ရှင်ကျေးဇူးထူးတင်ပါတယ်ရှင်